ဒီနေ့မှာတော့ဟင်းသီးဟင်းရွက်အမည်လေးတွေကိုပြောပြပေးသွားပါမယ်ရှင်ဟင်းသီးဟင်းရွက်များရာဆိုင်တော့နာမအေဟိုရန်ဆိုဟင်းနုနွယ်ရွက်ဟာခုဆိုင်မုံညင်းထုတ်ခဲရုကိုက်လံရွက်ခီနော့ခုမိုးခူးရှင်းဆိုင်ကစွန်းရွက်မူရရှိပဲပင်ပေါက်တခင်းတော့ခုမြင့်ခါရီဖူရာဝါပန်းကော်ဘီဘူရော့ခိုရီပန်းကော်ဘီစိမ်းခရဘဲစွကော်ဘီဒုတ်နင်းချင်းမုံလာဦးနီအေးဓာမမယ်ပဲဒီအင်ကန်ပဲတောင်းရှိသည်အခုရာယုံမနေသည်ဂျာကိုင်းမိုအာလူတာမနေဂိကျက်သွန်နီနင်းနိခုကျက်သွန်ဖြူရှောကဂျင်းဒိုင်းခွန်မုံလာဦးဖြူတိုမာတိုခရမ်းချင်သည်ကျူရီတခွားသည်တိုးမူရောခုရှိပြောင်းမူပီမန်ငရုတ်ပွားသည်ဂေါ်ယာဂေါ်ရခါသည်ဂေါ်ရကျဟင်္ဂါသည်ချင်းကန်ဆိုင်မုံညင်းရွက်ပါခုချီနန်းနန်းပင်ဆယ်ရိုရီတရုတ်နန်းနန်းခါဘူချရွှေပြုံသည်အာစုပါရာဂါစုကညွန့်ရန်ခွန်ဂျာဆွဲရ
ရက်ခစိတ်မြေပဲဆာစမိုင်းမိုဂဇွန်ဥနာစုခရမ်းသည်ဒီဗီဒီယိုလေးကနေဟင်းသီးရွက်မြည်လေးတွေကိုသိရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်အလွယ်တကူလေ့လာနိုင်စေရန်မေတ္တာဖြင့်စ조사တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်